ဂျပန်မလေးကိုအမတ်နဲ့အသားအရအနိုင်ယူကချန်ပီယံခါးပတ်လူရဖို့လက်တကမ်းရောက်လာတဲ့ပြောနီကအခုဆိုရင်မြန်မာဖိုက်တာတွေဟာနမဲကြီးဂျပန်ဖိုက်တာတွေကိုတယောက်ပြီးတယောက်ဆက်တိုက်အနိုင်ယူပြနေကြပါတယ်။ UFC မှာဆိုရင်လည်းဂျော်ရှူအာဘန်ကဂျပန်နဘန်သမားဖိုက်တာလီတိုင်ကကိုလှလှပပအနိုင်ယူကပထမဆုံးအနေနဲ့ချန်ပီယံခါးပတ်ကိုကာကွယ်ပြသခဲ့ပါတယ်။အခုဆိုရင်ပြောနီကာကပါဘောက်ဆင်းဆီယာမာကြီးဆိုပြီးသူ့ကိုယ်သူလီကျွဲနေတဲ့ကာနာကိုပါအမတ်နဲ့ဝမ်ချန်ပီယံရှစ်မှာအနိုင်ယူပြနိုင်ခဲ့ပါပြီ။ပွဲမစခင်မှာတော့ကာနာအနေနဲ့ပြောနီကာကိုတတိယအချီလောက်မှာပဲအမောက်သိပ်ပစ်မယ်ဆိုပြီးကြွဲပြထားတာဖြစ်ပါတယ်။သူမရဲ့အနေထားကြီးကြည့်လိုက်တဲ့အခါမှာစမင်တိုတိုဖိုက်တာမျက်နာပေးကြီးကြောင့်ရီစားအသက်လေးရထားတဲ့ပြောတယောက်တကယ်ပဲအသက်ခံရတော့မလားဆိုတဲ့တူလောအတွေးတွေကပွဲမစခင်မှာရှိနေခဲ့ကြသေးတာပါ။ရီစားလေးကလည်းမိကမလင်းပဲဒီတိုင်းလေးနေတာကိုချစ်တာဆိုတဲ့ပြောနီကာတက်လည်းအချစ်ကြောင့်ပြော့ကြသွားမှာကိုစိုးရင်ခဲ့ရတာပါ။ဒါပေမဲ့ပြောနီကာကအချစ်ဆိုတာမသုံးတဲ့ရင်ပေးသုံးတဲ့ရင်ဆေးဆိုတဲ့အချက်ကိုချပြသွားပြီးဂျပန်မလီကိုခက်ခဲထိုးကအနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။ပထမအခြေထဲမှာပြောနီကာအနေနဲ့ဂျပန်မလီရဲ့ PR အောက်မှာအနေကြီးတော့တိုင်ပတ်နေခဲ့သေးတာပါ။ဒုတိယအခြေလောက်အရောက်မှာတော့ပြောနီကာအနေနဲ့ကာနာကိုအပြတ်အသက်အသာစီးကနေထိုးသက်ပြသွားနိုင်ခဲ့ပါတယ်။ပွဲလုံးခြုံကြည့်ရရင်သူမတာကိုအတုပအဆင့်လို့ပြောရမှာဖြစ်ပြီးဒုတိယအခြေမှာပြောအသာစီးရထားတာမို့သာဒီပွဲမှာအနိုင်ရသွားတယ်လို့ဆိုရင်လည်းမမှားပါဘူးနော်။ပြောနီအနေနဲ့အရင်ပွဲတွေထက်ပညာပိုင်းမှာတိုးတက်မှုတွေမြင်ရပေမဲ့နောက်ပိုင်းအချိန်တွေမှာတက်လုံကြခြင်းတယောင်ဖြစ်တာလေးတွေတော့မြင်တွေ့နေရပါသေးတယ်။ဒါကလည်းချစ်သူလေးလောလက်ရထားတဲ့သူမအထက်တော့နားလည်ပြီးလို့ရပါတယ်နော်။အခုဆိုပြောနီကဟာဝမ်ချန်ပီယံစီမှာ9ပွဲကစားထားပြီးပွဲဥထွတ်တစ်ပွဲသာရှုံးထားကကျန်တဲ့4ပွဲဆက်ကိုဆက်တိုက်အနိုင်ယူပြထားနိုင်ခဲ့ပါပြီ။အဲ့ဒါကြောင့်ထိုင်းဖိုက်မှာမင်းမူခဲ့တယ်လို့နောက်ပွဲမှာချန်ပီယံခါးပတ်လူပွဲကစားကဝမ်ချန်ပီယံစီမှာပါမင်းမူဖို့အလားတွေများသွားပြီးလို့ဆိုရမှာဖြစ်ပါတယ်။အကယ်၍ပြောနီကတော့ပါချန်ပီယံခါးပတ်လူခွင့်ရကချန်ပီယံဖြစ်သွားခဲ့ရင်ကန်မထီတီ MMA promotion တစ်ခုလုံးမှာမြန်မာပြည်ကချန်ပီယံနင်းရောက်တဲ့သမုံးယွင်စရင်ဝင်သွားတော့မှာဖြစ်ပါတယ်။အဲ့ဒီခါကျရင် UFC မှာဂျော်ရှူအာဘန်ကချန်ပီယံဝမ်ချန်ပီယံရှိမှာတော့ပြောနီကာကချန်ပီယံဆိုရင်မြန်မာပြည်အနေနဲ့ကန်ပအလယ်မှာရိုးဒစင်မလာမှာတော့အမှန်ပါပဲနိုင်ငံလေးကတင်းငယ်ကဒုက္ခအမျိုးမျိုးရင်ဆိုင်နေကြပေမဲ့ပြပုံကြားမှာလည်းအရှုံးမပေးကြပဲတောက်ပန်နိုင်ကြပါလားဆိုပြီးအားလုံးကလက်ခံသွားကြမှာဖြစ်ပါတယ်တခြားခံကြီးမောက်ဖိုက်တာတွေအနေနဲ့လည်းအနိုင်ပေးလေးနည်းနည်းရလာရင်အောက်ခြေမလွတ်သင်းပဲဘန်နို့ပြောနီကာတို့ကိုချီကရှေ့လောက်စ조사အားထုတ်ကြဖို့ကိုလည်းမှားလိုက်ခင်ပါတယ်နော်တချို့ကလည်းဒီပွဲဟာပြောနီကာကိုဝမ်ဘက်ကတမင်တကအနိုင်ပေးလိုက်ကလို့လည်းဝေဖန်နေကြတာပါ။ဘာလို့ဆိုမြန်မာပရိသတ်တွေကကုတ်လူမျိုးအချင်းချင်းပေါ်မှာဘလောက်ထိအုပ်အော်တောင်းနှင်းအားဖေးတတ်တာကိုလည်းဝမ်ဘက်ကသိနေတာကြောင့်လည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းတကယ်တိုင်းတွေးကြည့်ရင်ဈေးကွက်အရာဆိုသူတို့အနေနဲ့ဂျပန်ဈေးကွက်ထိုးဖောက်ဖို့ဂျပန်ဖိုက်တာကိုပဲအနိုင်ပေးကြမှာဖြစ်ပါတယ်။ဘလို့ပဲအငင်းကွာစရာတွေဖြစ်နေလဲပြောနီကာအနေနဲ့ဒုတိယအချီမှာအသာစီးယူထားနိုင်တာကြောင့်သာဒီပွဲကိုနိုင်သွားတာဖြစ်ပါတယ်။ဒါကိုအိမ်ဆောင်အာဝိုတွေကကိုယ့်ဘက်ကလူအားမပေးအမေကျော်တွေတော်ကိုလွမ်းကကာနာကသာဒီပွဲကိုနိုင်သိမ်းကြောင်ထောက်ပြနေကြဖြစ်ပါတယ်။ကာနာဟာအရင်ကဘောက်ဆင်းချန်ပီယံဟောင်းဖြစ်တာကြောင့်လည်းအတွေ့အကြုံနဲ့ပညာကမခေဘူးလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့လက်ဝဲလောကမှာပါကြည့်လေခဲ့တဲ့ပြောတဲ့ကတော့လက်ဝဲဖြစ်ဝေးထိုင်းဖြစ်ကိစ္စမရှိကြောင်းကာနာကိုအနိုင်ယူကတက်တီပြနိုင်ခဲ့ပါတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့အနေနဲ့မကြမီပြောနီကခါဘက်ကိုကင်မြောက်တာတို့ရဲကြီးစောင့်ကြည့်ကြဖို့ပဲပြောလိုက်ပါရစေနော်။